Max Step-by-Step Maths Learning. Translating 2D shapes. So 2D shapes တွေကို translate လုပ်တယ်ဆိုတာက translate ဆိုတာကဘာကိုပြောတာလဲဆိုတော့ move လို့ပြောတာပါเนาะဆိုတော့ 2D shapes တွေကို grid ပေါ်မှာတင်လိုက်တယ်ပေါ့ဆိုတော့အဲ့ဒီတင်လိုက်တဲ့ပုံလေးတွေအတိုင်းကိုတခြားဒီ grid ပေါ်မှာတခြားတနေရာကို move လုပ်တာတူအတိုင်းလေးပဲ rotate လည်းမလုပ်ဘူးဘာမှမပြောင်းလဲဘူးတနေရာနဲ့တနေရာကိုရွှေ့လိုက်တဲ့သဘောလေးကို translate လုပ်တယ်လို့ခေါ်ပါတယ်เนาะဆိုတော့Okay အဲ့လို translate လုပ်တယ်ဆိုလို့ရှိရင် grid တွေမှာဆိုရင် x axis နဲ့ y axis ဆိုပြီးနှစ်ခုရှိတယ်။အရင်ဆုံး x axis ကိုစဉ်းစားကြည့်ရအောင်။ x axis မှာဆိုလို့ရှိရင် right ဘက်ကိုတွားတာနဲ့အမျှတန်ဖိုးက increase ဖြစ်သွားတယ်။ဆိုတော့ increase ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ right လို့ပါတယ်ဆိုလို့ရှိရင် increase ဖြစ်သွားတာဖြစ်တဲ့အတွက် positive လို့သုံးပါတယ်။အတူတူပဲ x axis မှာ left ကိုရောက်သွားတာနဲ့အမျှတန်ဖိုးသည် decrease ဖြစ်သွားတယ်။ဒါကြောင့်မလို့ decrease ဖြစ်သွားတယ် left ဆိုရင် negative ကိုသုံးပါတယ်။ဒါကြောင့် x axis ကိုရည်ရွယ်ပြီးတော့မှ move လုပ်တယ်ဆိုရင် right ဆိုလို့ရှိရင် increase ဖြစ်သွားတယ် plus left ဆိုရင် decrease ဖြစ်သွားတယ် minus လို့ယူပါပါမယ်။တခါ y axis ကိုကြည့်ရအောင်။ y axis မှာ f ဖြစ်သွားတယ်ဆိုတာကတန်ဖိုး increase ဖြစ်သွားတာပါ။ down ဖြစ်သွားတယ်ဆိုတာကတန်ဖိုး decrease ဖြစ်သွားတာပါဒါကြောင့် y axis မှာစကားနှစ်ခု words နှစ်ခုသုံးပါတယ် up နဲ့ down နဲ့ up ဆိုရင်တန်ဖိုးက increase ဖြစ်သွားတာဖြစ်တဲ့အတွက် positive plus down ဆိုရင်တန်ဖိုးဒီ decrease ဖြစ်သွားတာဖြစ်တဲ့အတွက် negative ဆိုတော့ဒီပေးထားတဲ့ rules လေးတွေအတိုင်းကိုပုံလေးတွေကိုရွှေ့ပေးရမှာပါဆိုတော့ okay အခု triangle shape ABC ဆိုပြီးတော့မှ grid ပေါ်မှာပုံလေးတစ်ခုရှိတာပေါ့နော်ဆိုတော့အဲ့ဒီ original ပုံကို object လို့ခေါ်ပါတယ် okay translate လုပ်လိုက်တယ် move လုပ်လိုက်တယ် move လုပ်လိုက်ပြီးတော့မှတခြားတနေရာမှာပေါ်လာတဲ့ပုံကို image လို့ခေါ်တယ်ဆိုတော့အခုရွှေ့ကြည့်ရအောင်4 square right and 2 square upဆိုတော့4 square right အရှိမပြထားတဲ့ပုံစံဒီအမြဲတမ်း x axis အတိုင်းပြောတယ်နောက်တစ်ခုက x axis မှာ right နဲ့ left နဲ့သုံးတာပေါ့နော်ဆိုတော့4 squares right လို့ပြောတဲ့အတွက်ကြောင့်မလို့4 square ဒီ increase ဖြစ်သွားတယ် plus 4အနောက်မှာပေးထားတဲ့ was ဒီ y axis ကိုပြောတာပါ2 squares up ဆိုတော့ y axis ဒီ up နဲ့ down နဲ့သုံးတယ် up ဆိုတဲ့အတွက်ကြောင့်မလို့တန်ဖိုး increase ဖြစ်သွားတယ် plus 2ဆိုတော့ဒီတိုင်းလေးပဲပုံလေးတွေရွှေ့ကြည့်ပါ okay a point လေးကိုအရင်ဆုံးရွှေ့ပါမယ်ဆိုတော့4 square right 1 2 3 4 2 square 1 2ဆိုတော့ a point လေးရွှေ့လိုက်ပြီဆိုတော့ a point လေးကို a prime လို့နာမည်ပေးလိုက်ပါတယ် okayဆိုတော့ c ကိုရွှေ့ရအောင်4 squares right 1 2 3 4 2 square 1 2 C prime. Okay, next one, P prime. 4 squares right, 1, 2, 3, 4. 2 square at 1, 2. P prime. So, the point လေးတွေကိုဆက်လိုက်တဲ့အခါကျရင် A prime, P prime, C prime ဆိုတဲ့ပုံလေးရပါတယ် triangle shape လေးရပါတယ်ဆိုတော့မူရင်းပုံကကြတော့ object အခု translate လုပ်ပြီးရွှေ့လိုက်တဲ့ပုံကိုကြတော့ image လို့ခေါ်ပါတယ် okay problem လေးတစ်ခုတွက်ကြည့်ရအောင် a parallelogram PQRS has vertex at the points so vertex လေးပေးထားပါတယ် P Q R နဲ့ S ဆိုပြီးတော့မှ vertex လေး coordinates လေးပေးထားတယ်ဆိုတော့ PQRS is translated translate ဆိုတာ move လုပ်ခိုင်းတာပါနေရာရွှေ့ခိုင်းတာ move လုပ်ရမယ် rules လေးလည်းပေးထားပါတယ် 1 square left and 3 squares up ဆိုတော့ the image နောက်ထပ် object ကနေပြီးတော့ပြောင်းလိုက်ပြီးတော့နောက်ဆွဲလိုက်တဲ့ပုံက image က PQRS က image ဒီ P prime Q prime R prime S prime ဆိုပြီးတော့ name လေးပေးရတာပေါ့နော်ဆိုတော့လိုချင်တာဒီ work out the coordinates or the vertex of P prime Q prime R prime S prime okay ဒါဆိုရင်တွက်ကြည့်ရအောင် okay
P ကနေပြီးတော့စတွက်ပါမယ် P ရဲ့ coordinate က 3,1 Okay ဒါဆိုရင် P prime ကိုကြည့်ရအောင်ဆိုတော့သူ့ရဲ့ rules လေးဒီ3 square left ဆိုတော့ h86 ဖြစ်ပါတယ်ဒီအရှိက h86 ဒါဆိုလို့ရှိရင် h86 က left ဆိုလို့ရှိရင် minus ဖြစ်ပါမယ်ဒါကြောင့်မလို့ minus 1 okay y86 3 square f ဆိုလို့ရှိရင် increase ဖြစ်သွားတာပါဒါကြောင့်မလို့ positive 3ဆိုတော့ p ဒီ3 minus 1ဆိုတော့2 1 plus 3ဆိုတော့4ဒါဆိုရင် p prime ရဲ့ coordinate ကလေးရသွားပါပြီ okay next one q h coordinate က8 y coordinate က1ဆိုတော့သူလည်းအတူတူပါပဲ3 square left minus 1 1 square left minus 1 3 square f plus 3ဆိုတော့ q prime ကြီးတွက်လို့ရပါပြီ8 minus 1 7 1 plus 3 4 okay q လေးရပါပြီ okay next one r r ရဲ့ coordinate ဒီ h coordinate ဒီ10 y coordinate ဒီ4ဆိုတော့ဒီမှာလေးပဲ1 square left minus 1 3 squares f plus 3 okay r prime 10 minus 1 9 4 plus 3 7 okay the last one is s က h coordinate က5 y coordinate ဒီ4သူလည်း rules ကတောင်းရမယ့် rules ကအတူတူပါပဲ1 square left minus 1 3 square f plus 3 okay s prime 5 minus 1 4 4 plus 3 7ဒါဆိုရင် PQRS က translate လုပ်ရမယ် coordinates တွေရသွားပါပြီ